အားလုံးပဲမင်္ဂလာပါကျွန်တော်ဒီနေ့မှာတော့ဘော်လေးကနေပြီးတော့ဘာကင်းလဲဆိုတော့ဒီရိုးရိုးလေးကိုရှာရပါတယ်သူကအပိုင်းတစ်ပိုင်းနဲ့ရှိတော့ကြောင်းကျွန်တော်ဒီလိုမျိုးနဲ့ဒီလိုနားတော့လေးကိုတောင်းဆိုချင်ပါတယ်ဗျအခုကျွန်တော်မြင်စီပါတော့မယ်မြင်စီမျက်စိမမြောက်ရုပ်ကြည့်လိုက်တယ်ဒါအိမ်ဝယ်လို့ရတယ်ဗျဟောလားအိမ်ဝယ်လို့ရမယ်ကြိုက်သေးဘူးကျွန်တော်ကြိုက်တော့မယ်ဒီနေ့ဆိုဒီနေ့ဒီအိမ်ကိုဝယ်လိုက်ပါမယ်ဒါကျွန်တော်ဝယ်လို့ရအိမ်ဝယ်ပါမယ်ကမ်းမလို့ကမ်းမsorry ပါကျွန်တော်ချောင်းလေးဆုံးနေလို့မိုးရတာကားရောင်းတာဒါဘာကားလဲမသိဘူးကျွန်တော်ဒီကားမကြိုက်ဘူးရမရဒါဘူကာလမ်းမသိဘူးအဲ့ဒါကျွန်တော်ကြိုက်တယ်လောကလမ်းစားကြီးမောင်းချင်လမ်းစားကြီးဒီဘူလမ်းစားကြီးကားစီပါလေကားပြန်လို့ရတယ်ဗောနော်တွားမယ် let's go မြေပါထောင်းကဘောတိုင်နော်ကိုပါအဲ့လိုမျိုးရတယ်နော်ကိုပါရဘလောင်ဝိုင်ကောင်းလို့မသိဘူးဒီအိမ်ဝယ်လိုက်မယ်ဒီအိမ်ကျွန်တော်ချက်တယ်ဟုတ်ရဒီအိမ်ဝယ်သေးဘူးအိမ်လေးလိုက်ချင်နော်ကားခဏရေးလာကြကားနဲ့ခဏစီကျွန်တော်ကြိုက်တဲ့အိမ်ဆောက်လို့ရပါတယ်အိမ်ဆောက်နေပါပြီโอเคဒါကျွန်တော်အိမ်ဖြစ်သွားပြီဒါကျွန်တော်အိမ်ဖြစ်သွားပြီကားကိုတော့ပါကျွန်တော်ကားကိုတော့လိုက်ထည့်လိုက်ပါအဲ့ဒါကျွန်တော်မောင်းနေမှာစီမကောက်ကိုတော့လည်းကောက်ကျွန်တော်နားပဲဆက်တော့အင်းရှိမှာကိုကျွန်တော်အိမ်ထဲကို6ပတ်ကြည့်ပါမယ်ဒါပထမပေါ့အဲ့ကျွန်တော်အိမ်ထဲမှာရောပါရှိတယ်ဆိုတော့ဟုတ်တယ်ဟာစုံရင်းရပဲဘယ်တော့မှဆိုပြီးကလောင်းစုံရမယ်ဟာဒါပါလားဒီကမိပိတ်သွားတယ်ဟုတ်လားကျွန်တော်တို့မိမိလို့ပါမယ်ဟောဒီမှာမနေ့ကမီးလောင်အောင်မယ်ဒီမျိုးကြီးကြည့်တော့မယ်ဒီမျိုးကဒီကဘာလာလဲမသိပါဘူးအဲ့ဒီဘာလာလေးရှစ်စရာလေးရောလား
လေးရှိစရာတော့ကြော်မယ်ဟာပါလေဟာဟုတ်မွေးရလားပြေးတယ်โอเคကျွန်တော်တော့နောက်အရင်က6ပတ်ကြည့်တာဒါကြတော့ all time ကောဟာတမိုင်းလေလှုပ်နေရအိုးလှုပ်နေရပါပါတယ်အပေါ်မီးရလာဟုတ်တယ်ဒါအပေါ်မီးပေါ်မီးဒါပါလားမသိဟောဒါအေးရဟိုဒီမှာ PC ရှိတယ် PC ဖွင့်လိုက်ပြီကျွန်တော်တို့ဟဲ့ပြန်ရောက်ပါနားတော့ပြီးတော့ခဏရှင်းလာရတယ်အဲ့ပြကြတော့အဲ့တော့တော့လည်းဆိုကရာလေးပြောနေအားလုံးပဲဒီဗီဒီယိုလောက်ပါပဲကျွန်တော်ဒီဗီဒီယိုမှာဆိုရင်ကျွန်တော်ကားကိုဝယ်ခဲ့တယ်ပြောလို့ရှိရင်အိမ်လုံးကိုပဲနောက်အပိုင်းမျိုးပြောတွေ့ကြပါမယ်နောက်ပြီးတော့ပြန်ကြပါနဲ့ဒီဗီဒီယိုတော့ရလိုက်စခွားလုပ်ပြီးတဲ့ပုံတော့တောင်းဆိုချင်ပါတယ်အားလုံးပဲနောက်ပြီးပြန်ရအောင်ပါဘိုင်